ကျမနဲ့ကျမရဲ့ကောက်ကျစ်တဲ့ဝမ်းကွဲညီမကြားကအဆက်အသွယ်ဟာဒီလေဆွဲနဲ့ပဲလုံးဝသက်ဆိုင်နေမှနောက်ဆုံးမှတည်သွားတဲ့အခါကျမချက်ချင်းပဲဆုံးဖြတ်ချက်ချလိုက်ပါတယ်ဒီအရာကိုအမြန်ဆုံးဖျက်ဆီးပြရမယ်ဒါပေမဲ့ကျမဘလောက်ပဲထူးထူးဘလောက်ပဲရိုက်နှက်နှက်မီးနဲ့ပဲရှို့ရှို့ဒါမှမဟုတ်ဆက်တွေနဲ့အရေးဖြော်ဖို့ရွှေဆိုင်ကိုပဲပို့ဒီအရာကဘာတော့ပြန်မှုမှမရှိခဲ့ပါဘူးဝမ်းကွဲညီမရဲ့တိုက်ရိုက်ထုတ်လွှင့်မှုကဆက်ရှိနေတော့မဲဆိုတာမြင်လိုက်ရတော့ကျမလုံးဝစိတ်သက်သာသွားပါတယ်သူမကကျွန်းမရဲ့ခွန်အားတွေကိုတဖြည်းဖြည်းဆုပ်ယူပြီးနောက်ဆုံးမှကျမလှုပ်ရင်တည်သွားအောင်လုပ်နေတာကိုကျမကဘာမှမတတ်နိုင်ပဲဒီအတိုင်းပဲကြည့်နေရတော့မှလားကျမတကယ်ကိုလက်မခံနိုင်ဖြစ်ခဲ့ရပါတယ်အဲ့ဒီအချိန်မှာပဲစနစ်ရဲ့အညီပေးတဲ့ကရိယာကိုရုတ်တရက်တတိယသွားပါတယ်ကျမချက်ချင်းပဲစနစ်ကိုဖွင့်လိုက်တဲ့အခါစာရေးကကျမကိုအရေးအမွတ်တစ်ခုပေးပါတယ်အဲ့ဒါကတော့ကျမရဲ့ကိုယ်ပိုင်သွေးကိုအသုံးပြုပြီးအပြာရောင်ကြောက်မြတ်ရတနာကိုလုံးဝဖုံးအုပ်လိုက်မယ်ဆိုရင်ဒီဆက်သွယ်မှုကို၄နာရီကြာအတင်းအဓမ္မဖျက်တောက်ပြစ်နိုင်တယ်ဆိုတာပါပဲစနစ်ကပြောတဲ့အတိုင်းကျမအတိအကျလှုပ်ဆောင်ခဲ့ပါတယ်နောက်တစ်စက္ကန့်မှတင်ပဲဓာတ်ရိုက်ထုတ်လွှင့်မှုထဲမှာကခုန်နေတဲ့ကျမရဲ့ကောက်ကျစ်တဲ့ဝမ်းကွဲညီမဟာတိတိတတ်တာပုံစံပြတ်သွားပါတယ်သူမမျက်နှာဖြူဖြော့သွားပြီးလှုပ်ရှားမှုတွေနှိကွေးလာကအရန်မောပန်းသွားတဲ့အတွက်ဓာတ်ရိုက်ထုတ်လွှင့်မှုကိုဆက်မလွှင့်နိုင်တော့ပါဘူး။သူမဟာစွမ်းအင်လွှဲပြောင်းတဲ့စနစ်ကဘာလို့ရုတ်တရက်ပြည့်ယွင်းသွားလဲဆိုတာနားမလည်နိုင်ပဲကြောင်တောင်ဖြစ်သွားပါတယ်။အဲ့ဒီအချိန်မှာပဲအသင်းဖော်တယောက်ကသူမကိုနှစ်သိမ့်ဖို့လက်လျှောက်လာပါတယ်။ဓာတ်ရိုက်ထုတ်လွှင့်မှုကိုဆက်လွှင့်နိုင်ဖို့အတွက်ကျမရဲ့ကောက်ကျစ်တဲ့ဝမ်းကွဲညီမဟာအခွင့်ကောင်းယူပြီးရုတ်တဲတဲဖြစ်နေတော့သူမရဲ့လက်ဆွဲကိုအသင်းဖော်ရဲ့အိတ်ထဲခိုးထည့်လိုက်လိမ့်မယ်လို့ဘယ်သူမှမထင်ထားခဲ့ကြပါဘူးအသင်းဖော်ကချက်ချင်းပဲအိတ်ငိုက်လာပြီးတကိုယ်လုံးအားအင်ကုန်ခန်းတယ်လို့ခံစားလိုက်ရပေမဲ့ကျမဝမ်းကွဲညီမဘက်မှာတော့သူမရဲ့အားအင်တွေကချက်ချင်းပြန်ပြေးလာပြီးကင်မရာရှိမှဆက်ပြီးကပြနေပါတယ်သူမဘယ်လိုလုပ်ပြီးဓာတ်ရိုက်ထုတ်လွှင့်မှုကိုဆက်လွှင့်နိုင်ရတာလဲဆိုတာကျမဘယ်လိုပဲစဉ်းစားလို့မရပါဘူးဒါကြောင့်အမှန်တရားကိုသိနိုင်ဖို့အဖွဲ့နားနေဆောင်ကိုတန်းပြေးသွားခဲ့ပါတယ်ကျမအထဲဝင်ချင်းမှာပဲအသင်းဖော်ဟာပြင်းပြင်းထန်ထန်ဖြဓာနာနေတယ်လို့မျိုးအားအင်ကုန်ခန်းနေတာကိုသတိပြုမိလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲကျမချက်ချင်းသဘောပေါက်သွားပါတယ်သူမလည်းကျမဝမ်းကွဲညီမရဲ့စွမ်းရင်စုပ်ယူတာကိုခံလိုက်ရတာပဲမကြခင်မှာပဲကျမဝမ်းကွဲညီမလည်းနားနေဆောင်ကိုပြန်ရောက်လာပါတယ်သူမရဲ့တန်တရားကိုဖယ်ရှားဖို့အတွက်ကျမဟာလုံးဝအားရင်ကုန်ခန်းနေတဲ့ပုံစံမျိုးနဲ့တမင်ဟန်ဆောင်နေလိုက်ပါတယ်ဒါကိုမြင်တော့ဝမ်းကွဲညီမကနှစ်ခါမစင်းစားတော့ပါဘူးစနစ်ကခဏတာချိုးရင်းသွားတာလို့ပဲသူမထင်လိုက်ပါတယ်ပြီးတော့သူမကဒီညလူတိုင်းကောင်းကောင်းနားယူကြဖို့နဲ့မနှက်ဖြန်အဖွဲလိုက်ဆွမ်းဆောင်ရည်ပြသဖို့ရှိတာကိုမမေ့ကြဖို့ဟန်ဆောင်ပန်ဆောင်တတိပေးပါသေးတယ်နောက်တနေ့ဓာတ်ရိုက်ထုတ်လွှင့်မှုစတင်တာနဲ့ကျမကဝမ်းကွဲညီမကိုအလဲဗဟိုမှာကောက်ဖို့အကြံပြုလိုက်ပါတယ်ကြီးစုသူတွေကလည်းချက်ချင်းပဲအားပေးထောက်ခံလာကြပါတယ်မန်နေဂျာကဒါကိုမြင်တဲ့အခါချက်ချင်းပဲခေါင်းညိတ်သဘောတူလိုက်ပါတယ်ဖျော်ဖြေမှုစတင်တဲ့အခါလူတိုင်းကပုံမှန်အတိုင်းကပြနေကြပေမဲ့ကျမကတော့ဝမ်းကွဲညီမကိုတိတ်တဆိတ်စောင့်ကြည့်နေခဲ့ပါတယ်မကြခင်မှာပဲတခြားသူတွေစီကနေစွမ်းရင်ကိုမဆုပ်ယူနိုင်တော့တဲ့အတွက်သူမရဲ့အသက်ရှူတန်တွေမမှန်တော့ပဲဆက်ပြီးတောက်မခံနိုင်တော့တာသိတာလာပါတယ်သူမရဲ့လက်ကောက်ကိုခဏကင်နေပါတယ်အဲ့ဒီအချိန်မှာပဲဒီလက်ကောက်ကလည်းပြဿနာတစ်ခုပဲဆိုတာကျမနောက်ဆုံးမှအပြည့်အဝနားလည်သွားပါတယ်မကြခင်မှာပဲကျမဝမ်းကွဲညီမဟာအားအင်တွေလုံးဝကုန်ခံပြီးကျမ်းပြင်ပေါ်လဲကျသွားပါတယ်မန်နေဂျာကတော့နေရာတင်ဒေါသပေါက်ကွဲပြီးဓာတ်ရိုက်ထုတ်လွှင့်မှုကိုချက်ချင်းရပ်ဖို့အမိန့်ပေးလိုက်ပါတယ်ဒီအခွင့်အရေးကိုအသုံးချပြီးတော့ဒီကောက်ချစ်တဲ့ဝမ်းကွဲညီမအကြောင်းကိုလူတိုင်းရှိမှဖော်ထုတ်ဖို့ကျမဆုံးဖြတ်လိုက်ပါတယ်